အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အရသာရှိပြီးတော့အားလုံးကြိုက်မယ်လို့ထင်တယ်အသီးလေးတစ်ခုကိုတုပ်ပြပါမယ်အဲ့ဒီအသီးကတော့ထောပတ်သီးပဲဖြစ်ပါတယ်ထောပတ်သီးကိုမြန်မာပြည်မှာဆိုလို့ရှိရင်တော့ဖြော်ရည်အဖြစ်နဲ့ဖြော်ပြီးတော့တောက်လေရှိကြပါတယ်ဟင်းအမယ်ဖြစ်စားလေစားတာမရှိကြပါဘူးတကယ်တမ်းကတော့ထောပတ်သီးဆိုတာအင်မတန်မှအာဟာရတွေပြည့်ဝတဲ့အသီးတစ်ခုဖြစ်ပါတယ်ထောပတ်သီးထဲမှာဗီတာမင်နဲ့သတ္ထုဓာတ်တွေ A ကနေ Z အထိအကုန်လုံးကျွယ်ဝတဲ့အပြင်လူခန္ဓာကိုယ်တနေ့မရှိမဖြစ်လိုအပ်တဲ့အသားဓာတ်တွေကလည်းဒီထောပတ်သီးထဲမှာအများဆုံးပါပါတယ်နောက်တစ်ခုထူးခြားတာကြတော့ကျမတို့ခန္ဓာကိုယ်ရဲ့နှလုံးကျန်းမာဖို့အတွက်လိုအပ်နေတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီးကျန်းမာရေးနဲ့ညီညွတ်တဲ့ cholesterol good cholesterol နဲ့ good fat လို့ပြောတာတွေကိုထောပတ်သီးစားရင်ကျမတို့ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူခန္ဓာကိုယ်အတွက်အင်မတန်ကျန်းမာရေးကောင်းစေတဲ့ဒီထောပတ်သီးမှာအသားဓာတ်၊ကစီဓာတ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီးပြီးလို့ရှိရင်ဗီတာမင်နဲ့သတ္ထုဓာတ်တွေကျွယ်ဝတဲ့အတွက်ဒီထောပတ်သီးလေးကိုခင်းရလေးတစ်ပွဲဖြစ်အောင်ကျမတို့ပြင်ဆင်ချက်ပြုတ်ပါမယ်။အဲ့တော့ဒီမှာပါတဲ့ingredients တွေကတော့ထောပတ်သီးဖြစ်ပါတယ်ပြီးရင်တခွားသီးလေးတွေထည့်တုပ်ပါမယ်နောက်ပြီးလို့ရှိရင်ခရမ်းကျင်သီးလေးတွေကိုတေးသေးလေးပဲဖြစ်ဖြစ် cherry ခရမ်းကျင်သီးဒါမှမဟုတ်ပုံမှန်ခရမ်းကျင်သီးကိုပပလေးလှီးပြီးထည့်တုပ်ပါမယ်ရှင်နောက်ပြီးလို့ရှိရင်ကျမတို့အမြဲတမ်းမဖြစ်အသီးအရွက်တွေတုပ်တိုင်းမှာပါနေကြဖြစ်တဲ့နနံပင်လေးကိုလည်းထည့်ပြီးတော့တုပ်ပါမယ်နနံပင်စားလို့ရှိရင်လူခန္ဓာကိုယ်အတွက်လိုအပ်နေတဲ့တန်ဓာတ်တွေကိုအများကြီးရရှိမှာဖြစ်ပါတယ်အတုပ်ကလေးတစ်ပွဲမှာနနံပင်လေးကိုနှစ်စွန်းထည့်တုပ်ခြင်းအပြင်လူတစ်ယောက်တစ်နေ့လိုအပ်တဲ့တန်ဓာတ်ကသုံးပုံတစ်ပုံကိုရရှိမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဗီတာမင်စီကျွယ်ဝတဲ့ငရုတ်သီးစိမ်းလေးတွေကိုလည်းဆက်ဆက်ကလေးအရသာရှိအောင်ထောပတ်သီးတုပ်လေးနဲ့ရောတုပ်မှာဖြစ်ပါတယ်နောက်ပြီးရင်ကြတော့အင်းကအမွေးကြိုင်တစ်ခုဖြစ်တဲ့ဂျင်းကိုလည်းနည်းနည်းလေးလက်မပြားလေးလောက်ကိုတိတိကျကျရေးစင်အောင်ဆေးပြီးတော့တပြားလေးရိုက်ဓားလေးနဲ့တောက်ဆင်းပြီးလို့ရှိရင်ကျမတို့ထည့်ပြီးတော့အတုပ်ကလေးမှာတုပ်မှာဖြစ်ပါတယ်နောက်ပြီးရင်ကြတော့ကျစ်သွန်ဒီလေးတွေပပလေးပြီးထည့်တုပ်ပါမယ်ကျစ်သွန်ဖြူလေးတစ်တက်ကိုသေချာတောက်တိလေးတွေဖြစ်အောင်ဆင်းပြီးရင်ထည့်တုပ်ပါမယ်ရှင်နောက်ပြီးရင်တော့အမြာသီးလက်ဆက်ကလေးကိုအရင်ညှစ်ပြီးတော့ရွှဲလေးထည့်တုပ်ပါမယ်အဲ့တော့အတုပ်တွေတုပ်တိုင်းမှာမြမရိုးရအတုပ်တွေမှာမရှိမဖြစ်အမြဲတမ်းထည့်တုပ်ကြတဲ့စီချက်တို့ဟင်းချိုမုံတို့တဲမုံတို့ကျမတို့ဘာမှမသုံးပါဘူးငပြာရည်တို့အကုန်လုံးဘာမှမသုံးပါဘူးဒီဟင်းသီးဟင်းရွက်တွေမှာစားတတ်တွေကသူ့ဘာသူပါဝင်ပြေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အမဲစုံလင်နဲ့စုံလင်ဟင်းသီးဟင်းရွက်အတုပ်ကလေးတစ်ပွဲမျိုးကိုအများနဲ့ပြင်ဆင်သင့်ပါတယ်အသားတက်တွေပို့ပြီးတော့တိုးသွားရလေအောင်ကျမတို့မြေပဲဆန်လေးကိုလည်းလှော်ထောင်းပြီးတော့ထည့်တုပ်ပါမယ်ရှင်အဲ့တော့ကျမတို့ရဲ့ဒီထောပတ်သီးအတုပ်ကလေးကိုဘလို့မျိုးလေးအရသာရှိတယ်ဘလို့ချက်ပြုတ်ပြင်ဆင်နေဆိုတာလေးကိုကျမနဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်အခုဆိုလို့ရှိရင်တော့ထောပတ်သီးလေးတွေကိုလှီးမှာဖြစ်ပါတယ်ထောပတ်သီးလေးတွေကိုတေချာရေးစင်အောင်ဆေးပါမယ်ရေးစင်အောင်ဆေးတစ်ချမ်းလေးချမ်းပြီးလို့ရှိရင်ထောပတ်သီးလေးတွေကိုအတုံးလေးတွေလှီးပါမယ်ရှင်ကဲအခုတော့တခွားသီးလေးတွေကိုတေချာရေးစင်အောင်ဆေးထားပြီးသားဖြစ်ပါတယ်ဒါလေးတွေကိုထောပတ်သီးလေးနဲ့တုပ်ဖို့အတွက်တေချာပပလေးတွေလှီးပါမယ်ရှင်အခုဆိုလို့ရှိရင်တော့ခရမ်းကျင်သီးလေးတွေကိုပပလှီးပါမယ်ခရမ်းကျင်သီးကဒီလို cherry tomatoes လို့ပြောတဲ့အသေးလေးတွေဆိုလည်းရတယ်လို့ပုံမှန်ခရမ်းကျင်သီးအလုံးအကြီးရလည်းအဆင်ပြေပါတယ်အတုပ်ဖြစ်တဲ့အတွက်ဝါရတာအဆင်ပြေအောင်ပပလေးတွေလှီးပါမယ်ခရမ်းကျင်သီးဆိုတော့အနီရင်အောင်ရှိတဲ့အတွက်ဗီတာမင် A တွေဗီတာမင် C တွေနဲ့တခြားသတ္ထုဓာတ်တွေအများကြီးကျွယ်ဝတဲ့အတွက်အတုပ်တွေတုပ်တိုင်းမှာခရမ်းကျင်သီးလေးတွေထည့်တုပ်ရင်ပိုပြီးကောင်းပါတယ်ကျမတို့မြန်မာလူမျိုးတွေအများစုပေါ့နော်ကြိုက်ကြတဲ့နနံပင်လေးဖြစ်ပါတယ်ပုံမှန်အပြင်အတုပ်တွေတုပ်လို့ရှိရင်လူတွေကနနံပင်ထက်မတုပ်ကြပါဘူးတကယ်ကနနံပင်မှာအင်မတန်မှထူးခြားတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ iron လို့ပြောတဲ့တန်ဓာတ်တွေအများကြီးပါဝင်ပါတယ်ကျမတို့မြန်မာပြည်မှာအမျိုးသမီးအမျိုးသားတွေကတန်ဓာတ်ချို့တဲ့သွေးအားနဲ့ယောဂါကိုအများကြီးခံစားနေရပါတယ်အဲ့တော့တန်ဓာတ်တွေအများကြီးကျော်သွားတဲ့ဒီနနံပင်လေးကိုအတုပ်ကလေးမှာတင်ထည့်တုပ်ပြီးတော့စားပါမယ်ရှင်ဒီနနံပင်လေးတွေကိုထမင်းစားစုံလေးနဲ့နှစ်စွန်းကိုစားမယ်ဆိုရင်လူတစ်ယောက်တစ်နေ့လိုအပ်တဲ့တန်ဓာတ်ကသုံးပုံတစ်ပုံကိုရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ထောပတ်သီးနဲ့ခရမ်းကျင်သီးလေးနဲ့တုပ်မဲ့အတုပ်တွေအားလုံးလှီးချွတ်ပြီးသွားပါပြီအဲ့တော့စပြီးတော့တုပ်ပါတော့မယ်ထောပတ်သီးလေးတွေကိုအတုံးလေးတွေတလက်မဝက်လောက်ပေါ့နော်အတုံးလေးတွေတုံးထားတာဖြစ်ပါတယ်ပြီးရင်ခရမ်းကျင်သီးလေးတွေကိုပုံမှန်တိုင်းပလေးတွေလှီးထားပါတယ်ပြီးလို့ရှိရင်တခွားသီးလေးတွေကိုလည်းပလေးတွေလှီးထားပါတယ်
ပြီးလို့ရှိရင်เนาะကြက်သွန်ကြီးလေးကိုပပလေးတွေလှီထားပါတယ်အဲ့ဒါလေးတွေပြီးတဲ့နောက်မှာတော့ဟင်းခတ်အမွေးကြိုင်နေဖြစ်အမြဲသုံးနေကြဖြစ်တဲ့ကြက်သွန်ဖြူလေးရယ်ကြက်သွန်ဖြူလေးကနည်းနည်းပေါ့နော်အရန်လဲအာဒီပူစက်မှာဆိုလို့ကြက်သွန်ဖြူလေးနည်းနည်းထည့်မယ်ပြီးလို့ရှိရင်ထောပတ်သီးလေးနဲ့လိုက်ဖက်တဲ့ဂျင်းပေါ့နော်ဂျင်းလက်ဆက်လေးတို့တပြားရိုက်ပြီးတော့တေးတေးနုံကလေးတွေဆင်းထားတာလေးကိုလည်းလက်ဖက်စားဆုံးလေးတစ်ဝက်လောက်ကိုထည့်ပါမယ်ရှင်ပြီးရင်ဗိုက်တာမင်စီကျွဲဝါးတဲ့ငရုတ်သီးစိမ်းလေးတွေကိုလည်းနည်းနည်းလေးပေါ့နော်အဆက်အရသာလေးရှာအောင်နည်းနည်းလေးလက်ဖက်စားဆုံးတစ်ဝက်စာလေးငရုတ်သီးစိမ်းတစ်တောင်းလောက်ကလေးပေါ့နော်ဒါလေးထည့်ပါမယ်အမြဲတမ်းထည့်တဲ့နန်းပင်လေးတွေကိုလည်းသမင်းစားဆုံးလေးနှစ်စွန်းစာထည့်ပြီးတော့တုပ်ပါမယ်တန်တက်တွေကြော်သွားတဲ့နန်းပင်ကိုဘယ်အတုပ်ပဲတုပ်ထည့်တုပ်နော်အသားတက်တွေပိုးပြီးတော့ပါဖို့အတွက်မြေပဲဆန်တော်ထားတာလေးတွေကိုလည်းထောင်းထားတာလေးကိုထည့်ပါမယ်မြေပဲဆန်လေးထည့်ပြီးတဲ့နောက်မှာတော့အရသာလေးကိုပို့ပြီးတော့ထိမိသွားအောင်လို့စားလေးကိုလက်ဖက်စားဆုံးလေးရဲ့တစ်ဝက်စာတစ်မှုံနှစ်မှုံလေးပဲထည့်ပါမယ်အဲ့တော့ကျမတို့ကဘာစားဟင်းသီးဟင်းရွက်တွေစားတိုင်းမှာစားတတ်ကပါနေကြဖြစ်တဲ့အတွက်ထက်ထည့်တွေစားဆိုတာကိုရှောင်သင့်သမျှရှောင်လျှော့သင့်သမျှလျှော့ရပါမယ်မလိုလားအပ်တဲ့စားတွေစားသုံးမှုကြောင့်ခန္ဓာကိုယ်မှာသွေးပေါင်ချိန်တွေတက်မယ်သွေးတိုးယောဂဖြစ်ပြီးတော့နောက်ဆုံးလင်ငန်းဖြတ်တဲ့ယောဂတွေမဖြစ်ရလေအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေမှာစားသုံးမှုကိုလျှော့ပါမယ်ဒါကြောင့်မို့လို့ကျမတို့အတုပ်တွေမှာဟင်းချိုမုံလုံးဝမသုံးပါဘူးငပြာရည်လုံးဝမထည့်ပါဘူးအဲ့တော့ဒီလိုမျိုးအငံကိုသုံးခြင်းကြောင့်နောက်ဆက်တွဲဖြစ်နိုင်တဲ့ယောဂတွေကအများကြီးရှိတဲ့အတွက်အငံကိုလျှော့ပါမယ်ပြီးရင်အချိုးလို့ပြောတဲ့ဟင်းချိုမှုန့်တို့တကြားတို့ဒီလိုထက်ထည့်တဲ့အချိုးတွေကိုလည်းလျှော့နိုင်သမျှလျှော့ပါမယ်ရှောင်နိုင်သမျှရှောင်ပါမယ်ပြီးလို့ရှိရင်ပြေဝစီလို့ပြောတဲ့အစီတွေပေါ့ထောပတ်တို့ဒိန်ခဲတို့နောက်ပြီးလို့ရှိရင်ကြံတဲ့တလိပ်ဆန်ထွက်တဲ့အစီတွေပေါ့ဒီလိုအစီတွေစားသုံးမှုကိုလည်းကိုချက်ပြုတ်ပြင်ဆင်စားတောက်တဲ့အစားအသောက်တိုင်းမှာနင်းနိုင်သမျှနဲ့အောင်ချက်ပြုတ်ပြင်ဆင်ပြီးတော့စားသုံးသင့်ပါတယ်အဲ့တော့မြမရိုးရအတုပ်တွေမှာအမြဲတမ်းထက်တုပ်တဲ့စီချက်ပဲမှုန်လေးကျမတို့ဘာမှမသုံးပါဘူးဒါကြောင့်မို့လက်ဆက်တမယာရည်လေးကိုညှစ်ပြီးတော့ရွှဲလေးဖြစ်အောင်စမ်းပါမယ်ဗီတာမင်စီတွေကျွဲဝါးတဲ့ပြင်တခြားသောသတ္တုဓာတ်တွေကျွဲဝါးတဲ့အတွက်အင်မတန်မှမှုှကြိုင်သင်းပြန်ပြီးတော့အရသာရှိတဲ့ထောပတ်သီးတုပ်လေးကိုဒါချက်ပြုတ်ပြင်ဆင်ဖို့အတွက်ကအင်မတန်မှလွယ်ကူပါတယ်ဒီအပြင်ပေါ့နော်ဒီထောပတ်သီးလေးကိုနောက်ထပ်မျိုးစုံလှုပ်စားလို့ရပါသေးတယ်ဟင်းအမဲအရာဖြစ်ပေါ့နော်ကိုကခောက်ဆွဲကြရင်ခောက်ဆွဲလေးနဲ့တုပ်စားတာမျိုးလို့ပေါင်မုံလေးပေါ်မှာမီးကင်ပြီးတော့ထောပတ်သီးကိုအစိတ်ကလေးစိတ်ပြီးတင်စားတာမျိုးလို့ထောပတ်သီးစိတ်ကလေးတွေကိုစိတ်ပြီးတော့အုံသီးစိတ်စားတယ်လို့မျိုးထောပတ်သီးစိတ်ကလေးတို့လည်းစားလို့ရပါတယ်အခုအားလုံးထည့်ပြီးသွားပြီဆိုတော့ကျမဒါလေးကိုမှွေပါမယ်အဲ့တော့ကျမတို့အမြဲတမ်းအတုပ်တွေနေတဲ့နေရာမှာကျမတို့ရဲ့တန်ရှင်းစင်ကြယ်မှုအစားအသောက်တွေအန္တရာယ်ကင်းဖို့အတွက် food safety ဆိုတာအင်မတန်မှအရေးကြီးပါတယ်အခုဒီလိုမျိုးအသင့်စားသုံးမဲ့အစားအသောက်တွေကိုထိမဲ့ကျမရဲ့လက်ကဘယ်မျက်နှာပြင်ထဲမှာအထိခွင့်မရှိပါဘူးအဲ့တော့ကျမကဒီအစားအသောက်တွေပြင်ဆင်တဲ့သူဒီအဓိကအကြဆုံးဖြစ်တဲ့ကိုပြင်ဆင်တဲ့အစားအသောက်ကိုကို့အတွက်လည်းယောဂမဖြစ်အောင်ကိုကျွေးမဲ့သူတွေအတွက်လည်းယောဂမဖြစ်အောင်ပြင်ဆင်တဲ့သူကအင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်မို့လို့ကို့လက်ကဘယ်မျက်နှာပြင်ထဲမှာထိမထားဘူးအင်မတန်လက်ကတန်ပြန်ဖြစ်နေမှသာလျှင်ဒီပြင်ဆင်တဲ့အစားအသောက်ကအင်မတန်မှအန္တရာယ်ကင်းတဲ့ food safety လို့ပြောတဲ့အန္တရာယ်ကင်းပြီးတော့အာဟာရတွေအကုန်လုံးပြည့်ဝတဲ့အစားအသောက်ကလေးဖြစ်ပါတယ်အဲ့တော့ထောပတ်သီးလေးတို့ပုံမှန်ဆိုလို့ရှိရင်ဒီလိုအတုပ်ကလေးတွေလုံးမစားကြသေးဘူးဆိုလို့ရှိရင်အခုဒီပြင်ဆင်လေးကစုစုပေါင်းဆိုလို့ရှိရင်12မိနစ်ကနေ15မိနစ်ကြာပဲအချိန်ကြာမြင့်ပါတယ်လှုပ်ရှားရတာလည်းလွယ်ပါတယ်အိမ်မှာမိသားစုထဲမှာကလေးတွေရှိတယ်ဆိုရင်ကလေးတွေကိုပါဝင်ပြီးတော့လှုပ်ခိုင်းမယ်ဆိုရင်ကလေးတွေအတွက်ပျော်စရာလေးဖြစ်သွားသလိုကလေးတွေကိုအာဟာရနဲ့ပြည့်ဝတဲ့ခုလိုအစားအသောက်တွေကိုမိဖို့ထဲမှာချက်ပြုတ်ပြင်ဆင်တဲ့အခါမှာကလေးတွေစိတ်ဝင်စားမှုရှိလာအောင်ဒီလိုမျိုး rainbow လို့ပြောတဲ့တက်တန့်ရောင်ကာလာလေးတွေကအမြဲတမ်းပြင်ဆင်တဲ့အစားအသောက်တိုင်းမှာအယောင်တယောင်နဲ့မဟုတ်ဘဲနဲ့အနီရောင်အစိမ်းရောင်အဝါရောင်လိမ္မော်ရောင်ခရမ်းရောင်ဖြစ်အစရှိသဖြင့်ဒီအယောင်လေးတွေပအောင်လို့ပြင်ဆင်ခြင်းအပြင်အရသာထူးကဲတဲ့အပြင်အာဟာရတွေကိုစုံနေအောင်လို့ရတဲ့အတွက်ဒါကျန်းမာရေးနဲ့ညီညွတ်တဲ့လူခန္ဓာကိုယ်ကြီးအတွက်လိုအပ်တဲ့အာဟာရမျိုးစုံကိုခုလိုဟင်းရလေးတစ်ပွဲရနေပြီးတော့ရပါတယ်။ကဲခုအားလုံးဆိုလို့ရှိရင်ဟင်းလေးကအစင်းင်းဖြစ်သွားပါပြီ။ထောပတ်သီးတုပ်ကလေးခုဆိုလို့ရှိရင်ဒါမှုန့်လေးပေါ့နော်။တမယာသီးနဲ့လက်ဆက်ကလေးနဲ့ထောပတ်သီးလေးနဲ့မှုန့်နေတဲ့ထောပတ်သီးနဲ့ခန်းကျင်သီးနဲ့တုပ်ထားတဲ့ထောပတ်သီးတုပ်ကလေးဖြစ်ပါတယ်။အခုဆိုရင်ကျမကြီးနဲ့ညီညွတ်အယောင်သွေးစုံလေးနဲ့မှုန့်ချမ်းနေတဲ့ထောပတ်သီးတုပ်လေးစားဖို့အတွက်အစင်းင်းဖြစ်နေပါပြီ။အဲ့တော့တစ်ခါစားမယ်ဆိုလို့ရှိရင်1 cup ပေါ့ခုလုပ်ပြီးသား1 cup 1 serving တစ်ခါစားစာ
ဒီလိုထောပတ်သီးလေးတစ်ပွဲစားခြင်းကြောင့်ကယ်လိုရီအားဖြင့်ဆိုလို့ရှိရင်ဒီထောပတ်သီးလေးတစ်ပွဲက85ကယ်လိုရီပဲရှိပါတယ်ဒီထောပတ်သီးလေးက85ကယ်လိုရီရှိပေမဲ့အားရအဖြစ်ဆိုရင်တော့အသားဓာတ်တွေလည်းအများကြီးပါတယ်ပြီးရင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်လည်းပါတယ်တထုဓာတ်တွေနဲ့ဗီတာမင်တွေလည်းကျွဲဝအောင်ပါတယ်ကစီဓာတ်လည်းပါတဲ့အတွက်ထမင်းနဲ့စားစရာမလိုဘူးခောက်ဆွဲလည်းစားစရာမလိုဘူးပေါင်မုန့်လည်းစားစရာမလိုပဲနဲ့ဒီထောပတ်သီးလေးတစ်ပွဲရနေပဲအာဟာရကိုပြည့်စုံစေပါတယ်လူကျန်းမာရေးညီညွတ်ဖို့အတွက်အများကြီးစားစရာမလိုပါဘူးနည်းနည်းလေးနဲ့စုံအောင်စားခြင်းဖြင့်ခန္ဓာကိုယ်လိုအပ်တဲ့အာဟာရတွေအကုန်လုံးကိုဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်